နံပါတ်3လေးမေးခွန်းဖတ်ကြည့်ပါဦး။ဘာလေးမေးထားလဲ။ပေးထားသောကိန်းမြင့် ပေးထားသောကိန်းမြင့် y z a b c d e f နှင့် g တို့သည်တယူနစ်စီကွာဝေးကြသည် p ၏တည်နေရာသည်3ပိုင်း13ပိုင်းကိုဖော်ပြသည်ဟုဆိုလျှင် a f နှင့် q တို့သည်မည်သည့်ကိန်းများကိုကိုးစားပြုသနည်းโอเคဟုတ်ပြီအဲ့တော့ तू ကပြောချင်တာက y z a ပုံမှန်လေးပါထားပြီးသား b c d e f နဲ့ g တို့ဒီတယူနစ်စီကွာဝေးကြတယ်ပေါ့နော်တချို့အဲ့တော့ p ရဲ့တည်နေရာက3ပိုင်း13ပိုင်းကိုဖော်ပြနေတယ်ဆိုလို့ရှိရင်တဲ့ p ရဲ့တည်နေရာကဘယ်လောက်ကိုဖော်ပြနေလဲ3ပိုင်း13ပိုင်းကိုဖော်ပြနေဆိုတော့ a ရဲ့ f ရဲ့ကျူရဲ့ကိုဘာလုပ်ပြရမလဲကျူတို့ဒီမြည်သည့်ကိန်းမျိုးပေါ်မှာကိုစားပြုနေဆိုတော့ကျွန်တော်ဘာရှာပေးရမလဲ a ရဲ့ f ရဲ့နောက်တစ်ခုဘာကြီးလဲကျွန်တော်ကျူဟုတ်လားကျူကိုကျွန်တော်ရှာပေးရမယ်ရှာမလားဒါဆိုရင်ဟုတ်ပြီကိန်းကြီးကတော့ကျွန်တော်မေးထားထဲမှာပါတယ်ကျွန်တော်ကိန်းကြီးလေးပါလို့ပြရမယ်ပြန်ဆွဲပြီးကဲဒါဆိုရင်ကျွန်တော်ကြည့်ရအောင်အရင်ဦးဆုံးဒီကျွန်တော်ဒီအင်္ဂလိပ်စာမှာကျွန်တော်အခရာကဟုတ်လားဘယ်ကနေစတာလဲကျွန်တော် A ကနေစတာမဟုတ်ဘူးလားဒါကြောင့်မလို့ကျွန်တော်အမှတ်ကလေးတဲ့ခါကျရင်ကျွန်တော်ကသူ့ကိုဘာလို့ထားမလဲ3ညဟုတ်ပြီနော်နောက်တစ်ခု B ဒီဘယ်လောက်လဲကျွန်တော် B ဒီ1ဟုတ်ပြီ C ဒီဘယ်လောက်လဲနဲ့ C ကနဲ့ D က3 E ကကျွန်တော်ဘယ်လောက်လဲ4 F ကကျွန်တော်5ဟာလား G ကကျွန်တော်ဘယ်လောက်လဲ6ဆိုပြီးကျွန်တော်မှတ်လိုက်မယ်ဒါဆိုရင်ဒီကျွန်တော်ဒီဟုတ်ပြီနော်သူဒီ P ရဲ့နေရာကိုသူကပြောပြပေးထားတယ် P ရဲ့ဒီနေရာဒီဘယ်လောက်လဲကျွန်တော် P ရဲ့ဒီနေရာဒီဘယ်လောက်လို့ပြောထားလဲသူမျိုးကမှာ P ရဲ့ဒီနေရာကျတော့3ပိုင်း13ပိုင်းဟုတ်တယ်3ပိုင်းကျွန်တော်ဘယ်လောက်လဲပုံမှာ73ပိုင်းဆိုပြီးတော့ကျွန်တော်ပေးထားတယ်ဒါဆိုရင်ဒါ P ရဲ့ဒီနေရာလေးပေါ့ဟုတ်လားဒါပေမဲ့ကျွန်တော်က P ရဲ့ဒီနေရာပေးထားတဲ့ဟာကိုကျွန်တော်ပြန်ရေးမယ်ဆိုရင်ဒီနားလေးဒီဘယ်လောက်လဲ3ပိုင်း73ပိုင်းဒါ P ကပေးထားချက်ဒါဆိုရင်သမီးဒီ A ရဲ့ဒီနေရာကိုရှာမယ်ဆိုရင်သိသွားပြီ A ဒီမှာရှိနေရတယ်ကျွန်တော်က3ညပေါ့နားလေလားမသိဘူးသမီးလေးဟုတ်ကဲ့နားလေပါလေဒါဆိုရင် F ရဲ့ဒီနေရာကိုရှာမယ် F ဆိုရင်သမီးဒီမှာဘယ်လောက်မှာရှိနေလဲ F ဒီ F မြင်းလေးဒီငါတက်တဲ့မှာကျွန်တော်ဖြစ်နေတာဒါကြောင့်မလို့ကျွန်တော် F ဒီဘယ်လောက်လဲ5ဟုတ်ပြီဒါဆိုရင်ကျွန်တော်ဘာရှာမလဲကျူရှာမယ်ဟုတ်ပြီဒါဆိုရင်ကျူရှာမယ်ဆိုရင်ဒီကျွန်တော်ထုံးစံအတိုင်းကျူဒီ4နဲ့5ကြားထဲမှာရှိတယ်ဘယ်နှစိတ်စိတ်ထားလဲတစ်စိတ်နှစ်စိတ်သုံးစိတ်စိတ်ထားတယ်ဟုတ်လားကျွန်တော်တစ်စိတ်နှစ်စိတ်သုံးစိတ်သုံးစိတ်မှာဒီနှစ်စိတ်မြောက်မှာရှိနေတာဖြစ်တဲ့အတွက်ကြောင့်ကျူနေရလေးဒီ4ရဲ့ညာဘက်မှာရှိတယ်တော့4ကိုမှသူကဘယ်နှစိတ်စိတ်ထားရလဲ4ကိုမှ3စိတ်စိတ်ထားပြီးတော့ဘယ်နှစိတ်မှာသူကရှိနေရလဲ2စိတ်မှာရှိနေရဖြစ်တယ်ဟုတ်တယ်4 3ပိုင်း2ပိုင်းပေါ့ရမလားသမီးလေးဟုတ်ရမယ်နော်ဒါဆိုရင်ကျွန်တော်တို့ဒီနေရာလေးဒီကျူရဲ့နေရာလေးကိုကျွန်တော်မသိသွားဘူးလားသိသွားပါပြီ4ဘယ်လောက်လဲကျွန်တော်က4 3ပိုင်း2ပိုင်းတနည်းအားဖြင့်ကျွန်တော်ရေးလို့ရတယ်ဘယ်လိုရေးလို့ရလဲ4 3လီပိုင်းကြီးက3 4 3လီ12 13 14ဘယ်လိုရေးလို့ရလဲ3ပိုင်း14ပိုင်းလို့လည်းကျွန်တော်ရေးလို့ရတယ်3ပိုင်း14ပိုင်းလို့လည်းကျွန်တော်ရေးလို့ရတယ်ဒီချိန်ကျွန်တော်ဒီကောင်လေးရပြီးသွားပြီပေါ့ဒါလေးပဲရမလားသမီးဟုတ်ရပါတယ်အဓိကဒီကောင်ကိုကျွန်တော် point စပြီးမှတ်မှရမှာအဲ့ဒါမှကျွန်တော်က3ပိုင်း73ပိုင်းပြီးနေရတယ်မှာရှိတယ်ဆိုတာကျွန်တော်သိမှာလေအဲ့တော့ point ကို0တွေ1တွေတော့အများကြီး point မပေးတာဆိုကိုယ့်အတူ point စမှတ်ကမယ်ကျွန်တော်ဘယ်လိုသိရမလဲဆို A ဒီအင်္ဂလိပ်အခရာမှာပထမဆုံးလာကြသူ့ရှီကဆက်စကိုကျွန်တော်0လို့ကျွန်တော်စမှတ်ကမယ်ဒါကြောင့် A မှတ်ဒီ0 F မှတ်ဒီလိုက်တဲ့ခါမှာ9မှာရှိတယ်ကျူမှတ်ဒီတည်နေရသည်ကျွန်တော်ထုံးစံတယ်ကျွန်တော်ရှိမှလို့တလို့မျိုးကျွန်တော်ဒီ4ကနေ9ကြားထဲမှာကျူမှတ်ကရှိနေရပြီကြောင့်4ကိုမှကျွန်တော်ဘယ်နှစိတ်စိတ်ထားရလဲ3စိတ်စိတ်ထားပြီးတော့2စိတ်ညောက်မှာရှိနေတာကြောင့်4ကို3ပုံဝင်2ပုံမှာကျုပ်ရှိနေတာရမလားသမီးဟုတ်ကဲ့ရပါတယ်โอเคဟုတ်